လာညကျမ်းမှာခေလို့ဒီညကတော့ဒီညအတွက်ကတော့ဒီအခေယာအမည်ကာကနန်ဖြစ်ရုပ်ရှိရှိကာကနန်ဖြစ်ရုပ်ရှိရှိကာဖတ်ပြမယ်နော်နဲ့ကာတစ်ခါတော့ကဆိုရင်ဒီရောက်ရှိရဲ့ကွယ်ဘုကကနန်ဖြစ်ချာရေးတွေ့ရတာသဘောကျသူတွေပေါ့ဘူးတို့အိမ်ခြံထဲမှာမိမိကကန္နမာပန်းတွေနဲ့ကမုံပင်တွေအများကြီးစိုက်ထားပါရဲ့ဘူးဟာမနဲ့တိုင်းအပင်ကြီးတွေကြောင်သွားပြီးတပ်ပလေးတွေကိုရေတွက်တဲ့ကွယ်ဘူးမှာကာဖီဆိုတဲ့ဖေးလေးကောင်ရှိတယ်ကာဖီကဘူရောင်ထဲမှာဖြစ်ရဲ့ကာဖီကိုစက်နဲ့ကြိုက်လာဘူးနဲ့အတူခြံထဲမှာလာစားတဲ့ဘူးကစားလို့တော့သွားတဲ့အခါမှာတော့မိကဂျုံမုံတွေကိုလည်းဘူးအတွက်အရသာရှိတဲ့ဂျုံပေါင်မုံလေးတွေလုပ်ပေးတဲ့မိမိလည်းရဂျုံပေါင်မုံလေးတွေကိုဘူးကအကြိုက်ဆုံးပဲပေါ့ကွယ်ဘူးကမနဲ့ဆိုဘာလုပ်တက်လဲခြံထဲမှာပါပန်းတွေရှိလေကူခွေးလေးကာဖီကဘာကြိုက်တဲ့တွေ့မိမိကဘာတွေလုပ်ကြည့်လဲပဲဆိုတော့နောက်တစ်ခုကကြတော့ကာမီနဲ့စတဲ့စကားလေးတွေပြောပြမယ်နော်ဖတ်ပြမယ်နော်အိမ်ကနန်ကမုံပြီးကနမာတန်ကျုံပေါင်မို့ဘူရောင်ကောက်ပြီးဒါလေးတွေဟာကားငယ်နဲ့စတဲ့စကလုံးလေးတွေပေါ့ပဲဒီနေ့ညအတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲနော်